စီဖြူဒီထောင်းစားရမှာဖြစ်ပါတယ်စားကြပါအောင်ရှင်စီဖြူဒီအရင်စားလို့ကောင်းတယ်ကြည့်ကြပါဦးဒီမှာဘာထည့်ရလဲဆိုကျင်းထည့်မယ်ရုပ်တီးပြီးတော့ဒီမှာစားချုံဟုတ်တရားစားကြတော့ချုံဟုတ်ထည့်ထောင်းရမှာဖြစ်ပါတယ်ပြင်ဆင်မှကြထောင်းပေးမှာမတီးကထောင်းနေပါတယ်ဒီမှာဟိုဒီကနေပြီစားလို့ကောင်းတော့မယ်စော်တဲ့သူကစော့စပိန်မောင်းတဲ့သူကမောင်းထောင်းတဲ့သူကဆီမတယောက်တည်းဖြစ်နေပါတယ်ထောင်းနေပါတယ်စိုက်ပြီးတော့ထောင်းနေပါတယ်ဒီဟာကကြတော့ကျမတို့ငပိရဲ့ဂျင်းရဲ့စားချုပ်မှုရဲ့ပြီးတော့ငရုတ်တင်းနေထည့်ထားတယ်အဲ့ဒါကိုကျမတို့ရောထောင်းမှာဖြစ်ပါတယ်ကြည့်ကြပါအောင်ရှင်စားကြပါအောင်ရှင်ဒီကကြတော့ထောင်းလို့ပြီးပါပြီအိုးစားတော့ကောင်းနေတာပဲထောင်းလား